နောက်တနေ့မှာမင်းသားလေးကဘုရင်ကြီးကိုမေးတယ်။ခမဲတော်အမောင်တကားကြီးပြောတာတွေကအမှန်တွေလား။ဘုရင်ကြီးတိတ်ဆိတ်ငြိမ်သက်စွာနဲ့နောက်ဆုံးမှာဖွင့်ပြောလိုက်တယ်။ဟုတ်တယ်။ငါတစ်ချိန်ကသူ့ရဲ့စွမ်းအားကိုကြောက်ရွံ့ပြီးယတနာကိုဖျက်ဆီးပစ်ခဲ့တယ်။မင်းသားလေးကဆုံးဖြတ်ထားတဲ့လေတံနဲ့ပြောလိုက်တယ်။ဒါဆိုရင်ငါတို့ရဲ့အမားကိုငါပြန်ပြင်ရမယ်။အဲ့ဒီညမှာပဲမင်းသားလေးတောင်ထိပ်မှာတယောက်တည်းထိုင်နေတဲ့မိုးကဖွဲဖွဲလေးရွာနေတဲ့ယတနာကနူးညံ့စွာတောက်ပနေတယ်။ယတနာကနူးညံ့စွာပြောတယ်မင်းရဲ့အစွမ်းကဒေါသမဟုတ်ဘူးချစ်ချင်းမေးတာပဲမင်းသားလေးစိတ်ရှုပ်ထွေးစွာနဲ့မေးတယ်ဒါပေမဲ့သူကလူတွေကိုနာကျင်စေရဲ့လေယတနာကနားလည်မှုအပြည့်နဲ့ဖြေတယ်သူကမကောင်းလို့မဟုတ်ဘူးနာကျင်နေလို့ပါမင်းသားလေးမျက်လုံးမိတ်လိုက်တဲ့အခါနဂါးရဲ့ဒေါသမျက်လုံးတွေရဲ့ကနာကျင်မှုကိုရုတ်တရက်မြင်လိုက်ရတယ်ယတနာကမင်းသူ့ကိုတိုက်ခိုက်နိုင်တယ်ဒါပေမဲ့အမောင်ကဆက်ရှင်တန်နေဦးမှာပဲမင်းသူ့ကိုနားလည်နိုင်ရင်တော့အမောင်ကအဆုံးသက်သွားလိမ့်မယ်ဟုဆိုလိုက်တယ်မင်းသားလေးနဲ့ဆိုင်စွာအသက်ရှူသွင်းလိုက်တဲ့အနီရောင်လင်းဟာဒေါသလိုမပြင်းထန်တော့ပဲနှွေးထွေးလာတယ်မင်းသားလေးကဆုံးဖြတ်ချက်ချလိုက်တယ်ဒီတခါတော့ငါသူ့ကိုအနိုင်ယူဖို့သွားတာမဟုတ်ဘူးကဲတင်ဖို့သွားမယ်မိုးရွာနေတဲ့ကြားထဲကနဂါးကြီးထက်မှန်ပေါ်လာပြန်တဲ့မြေပြင်တစ်ခုလုံးတုန်ခါသွားတယ်